င်္ဂလာပါဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကတော့ professionalism in practice စာအုပ်ပေါ့နော်စာအုပ်နာမည်အပြည့်စုံကတော့ professionalism in practice key direction in higher education learning teaching and assessment လို့ခေါ်တဲ့စာအုပ်ပါProfessor Dr. K. Sambal နဲ့သူရဲ့လုပ်ဖော်ကံပဲရေးသားတဲ့စာအုပ်တော့ဖြစ်ပါတယ်ဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကတော့အရင်တစ်ပတ်ကကျွန်တော်ဆွေးနွေးထားတာကိုနားထောင်ပြခဲ့မယ်ဆိုရင်တော့asset ပေါ့နော်chapter 3 student engagement ဆိုတဲ့အကြောင်းအရာကိုဆွေးနွေးမှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဒီစာအုပ်ဟာကျွန်တော်တို့နိုင်ငံအတွက်တကယ်လက်တွေ့ဒီစာအုပ်ကိုအသုံးချမယ်ဆိုလို့ရှိရင်ပညာရေးစနစ်ကြီးပြောင်းလဲသွားနိုင်တယ်လို့ယူဆလောက်အောင်နောက်ကောင်းမွန်တဲ့စာအုပ်တော့ဖြစ်တဲ့အတွက်အခုလိုအဲစာအုပ်ကိုဖတ်ကြည့်ပြီးဆွေးနွေးနေတာဖြစ်ပါတယ်ဒီနေ့ဟာဆွေးနွေးတဲ့ဒုတိယအပိုင်းကိုရောက်ရှိနေပြီမှာstudent engagement လို့ခေါ်တဲ့ကျောင်းသူကျောင်းသားများဟာတက္ကသိုလ်မှာပေါ့နော်သင်ကြားမှုသင်ယူဖြစ်စဉ်မှာဘယ်လောက်ထိစရောကိုပါထဲထဲဝင်ဝင်လေးလာသင်ယူနေကြတယ်လဲဆိုတဲ့အကြောင်းအရာကိုဆက်ဆွေးနွေးမှာဖြစ်ပါတယ်ဒီ student engagement လို့အကြောင်းအရာဟာchapter 2ရှေ့တစ်ပတ်ကဆွေးနွေးခဲ့တဲ့အကြောင်းအရာမှာလည်းပါပြီးသားဖြစ်ပါတယ်အဲ့တော့ဒီကောင်းစဉ်လေးကိုformally ပါတာပြန်မယ်ဆိုတော့တင် जा မှုတင်ယူမှုဖြစ်စဉ်မှာအကြောင်းကြောင့်များပါဝင်ဆောင်ရွက်မှုအဆင့်တန်းပါဒါလေးကိုနည်းနည်းလေးဆွေးနွေးရမယ်ဆိုရင်တော့တက္ကသိုလ်မှာကျောင်းသားတွေဟာစာသင်တဲ့အခါမှာရွေချက်ရည်မှန်းချက်စိတ်နေသဘောထားမျိုးမျိုးနဲ့သင်ယူကြတာဖြစ်တယ်လို့ရောက်ရှိတဲ့တက္ကသိုလ်ရဲ့သင်ယူရတဲ့ဘာသာရပ်ရဲ့သဘောတဘာဝနဲ့လည်းအများကြီးသက်ဆိုင်ပါတယ်အထူးသဖြင့်ကျောင်းသူကျောင်းသားတွေဟာဘယ်လောက်ထိစေရောကိုပါလေ့လာသင်ယူလာချတယ်လဲဆိုတဲ့မိကွန်းဟာသင်ယူရတဲ့ဘာသာရပ်သင်ယူရတဲ့တက္ကသိုလ်တွေနဲ့လည်းအများကြီးသက်ဆိုင်ပါတယ်အထူးသဖြင့်ဆိုလို့ရှိရင်ကိုသင်ယူရတဲ့ဘာသာရပ်ကိုသင်ယူရတဲ့တက္ကသိုလ်ဟာ professional တဘောဆောင်ရင်တော့engagement level ပေါ့နော်participation level ဟာမြင့်မားလေးရှိပါတယ်ဒါရေဘူးရနားလည်လို့ရအောင်တကယ်လို့များကိုတင်ယူရတဲ့ဘာသာရပ်ဟာကိုယ့်ရဲ့အသက်မွေးအကြောင်းအတွက်ဓာတ်ရိုက်professionally အထောက်အကူမပြုဘူးဆိုရင်တော့engagement level ဟာထင်တယ်လို့မမြင်ပါဘူးဒါကချင်းကမှုတစ်ခုပေါ့နော်ဒုတိယချင်းကမှုကတော့တက္ကသိုလ်ရဲ့အဲ့ဘာသာရပ်ရဲ့ကျောင်းသားအပေါ်မှာချမှတ်ထားတဲ့သင်ယူမှုစီမင်းစည်းကမ်းတွေ academic regulation တွေနဲ့လည်းအများကြီးဆက်ပါတယ်academic regulation တွေအများကြီးချမှတ်ပြီးမှကျောင်းသားကိုသင်ယူမှုဖြစ်စဉ်မှာမပါအောင်ဆွဲခေါ်တဲ့တကယ်ကိုရည်မှန်းချက်နဲ့တည်ဆောက်ထားတဲ့စည်းကမ်းတွေများတဲ့ကျောင်းတွေမှာဆိုရင်ကျောင်းသူကျောင်းသားတွေဟာများသောအားဖြင့်level of participation ပေါ့နော် engagement မြင့်နေနောက်တစ်ချက်ကတော့ကျွန်တော်တို့ credit unit ပေးတဲ့စနစ်ပေါ့နော်ကျွန်တော်နိုင်ငံမှာတော့ခုထိဒီစနစ်မပေါ်ပေါက်သေးဘူး credit ကိုဆိုကြပါစို့1 semester မှာ credit 21ရှိမယ်22ရှိမယ်အဲ21 22ကို6ဘာသာသင်ရမယ်ပေါ့6ဘာသာသင်တဲ့21 22ကိုတဘာသာကို3 credit လောက်ပြန်ရှိတယ်ချုပ်ဘာသာရပ်တွေက2 credit ပဲရှိအဲ့တော့3 credit 4 credit 2 credit အဲ့လိုရှိတဲ့အချိန်မှာဆရာမကစိတ်ကြည်နက်မှအကြောင်းကြောင့်သားကိုအဲ့ credit ပေးတယ်ဆိုတဲ့စနစ်ဟာနိုင်ငံတကာမှာရှိတယ်မြန်မာမှာမရှိဆရာကအကြောင်းသားကိုစာသင်ရုံတက်မဟုတ်ပဲနဲ့သင်ပြီးရင်ဆွေးနွေးခိုင်းတယ်တင်ပြခိုင်းတယ်နောက်ဟိုပါပေါ့နော် assignment တွေ submit လုပ်ခိုင်းတယ်tutorial တွေ test တွေဖြေတာတွေကိုကြည့်တယ်စိတ်တိုင်းမကြရင်ဒါကိုမလုပ်ခိုင်းဘူးเนาะ repeat လုပ်ခိုင်းတယ်တချို့တွေဆိုရင်တိတ်ဆိုးသွားရင် next semester မှာပြန်ပြီး repeat လုပ်ရတာရှိအဲ့တော့အဲ့ဒီလို credit စနစ်ရှိတယ်ဆိုရင်เนาะများသောအားဖြင့် level engagement ကမြင့်နေရှိအဲ့တော့အကြောင်းမျိုးကြောင့်ကျွန်တော်တို့level အနေနဲ့ဟာကွာခြားသွားတာမျိုးတွေရှိတာမြန်မာနိုင်ငံရဲ့အခြေအနေတွေချိန်လိုက်ရင်လည်းဒီတိုင်းပါပဲကျွန်တော်တို့ဟာတင်ယူရတဲ့ဘာသာရပ်တင်ယူရတဲ့တက္ကသိုလ် professional ဆန်သလားနော်ကျောင်းသားကစိတ်ဝင်စားသလား
ကျောင်းသူကျောင်းသားသူ့ရဲ့အနာဂတ် future အတွက်တိုက်ရိုက်အထောက်အကူပြုနေသလား credit စနစ်လုပ်သလားနောက်တင်ယူရတဲ့အခါမှာကျောင်းဘာသာရပ်စီကန်းကဘယ်လိုရှိတယ်လဲဆိုတာမျိုးတွေပေါ်မှာ motive မှာကျောင်းသူကျောင်းသားရဲ့ engagement ဟာအနေနဲ့အမြင့်နဲ့ရှိတော့အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းဒီလိုပဲမြန်မာနိုင်ငံက engagement နေတယ်လို့ပြောလို့မရဘူးမြင့်တယ်လို့လည်းပြောလို့မရဘူးဒါပေမဲ့နေချင်းမြင့်ချင်းဟာခုနပြောသလိုဘာသာရပ်ရဲ့အကြောင်းရဲ့သဘောတဘာဝနဲ့ဆိုင်တယ်လို့ credit system နဲ့လည်းဆိုင်တယ်ဆရာသမားတွေစီကံနဲ့လည်းဆိုင်တော့နောက်အပြင်တော့နေတဲ့အကြောင်းတွေလည်းကျွန်တော်တို့မြင်နေတာပဲမြင့်တဲ့အကြောင်းတွေလည်းမြင်နေတာပဲအဲ့တော့တချို့တွေကျတော့အစွမ်းရောက်သွားတယ်တော်တော်နှိမ့်သွားတဲ့အကြောင်းတွေရှိတယ်ကျောင်းသားအကြောင်းမလားကျောင်းမလားလည်းဘာမှမဖြစ်ဘူးဆိုတဲ့ပုံစံမျိုးကြီးကြတော့တခုခုမှားနေသလားပေါ့နော်ဒီပုံမှာကျွန်တော်တို့ဟာကျောင်းသားရဲ့ engagement ကို monitor လုပ်တယ်စောင့်ကြည့်တယ်တိုင်းတာတယ်ဆွေးနွေးတယ်ဆိုတော့ practice ကကျွန်တော်ထင်တယ်ကျွန်တော်နိုင်ငံမှာမရှိတော့ဘူးလို့ထင်လို့ဒီဆွေးနွေးချက်ကိုဆွေးနွေးတာဖြစ်တယ်အထူးသဖြင့်chapter 2မှာကျွန်တော်ရင်တစ်ပတ်ဆွေးနွေးခဲ့တာကUK မှာ US မှာ Canada မှာ Europe မှာ Australia မှာ student engagement ကို national level monitoring system ရှိတယ်အဲ့ဒီပုံမှာ motive မှာပြည်ပြင်ပြောင်းလဲမှုတွေလုပ်ချတယ်ဆိုတော့ဒါဟာကျွန်တော်တို့နိုင်ငံအတွက် a very good example လို့ယူဆတဲ့အတွက်ဒီနေ့ဆွေးနွေးချက်ကိုဒါကိုဆွေးနွေးတာဖြစ်တယ်စာအုပ်ကိုဖတ်ပြီးရလာတဲ့အသည့်တွေကိုကျွန်တော်တို့ပြန်ဆွေးနွေးတာဖြစ်တော်လဲပဲဒီ chapter 3ပေါ့နော်ကျွန်တော်ဒီနေ့ဆွေးနွေးမဲ့ chapter မှာတော့ကျွန်တော်ကဆွေးနွေးမှုများဖတ်တဲ့အပိုင်းလေးကနည်းနည်းလေး straight forward ဖြစ်တော့ဖတ်တာကနည်းနည်းသူပြင်နိုင်ငံတကာမှာဘာတွေလုပ်နေတယ်ဆိုတာတွေကိုများပြောမှဖြစ်တဲ့အတွက်တော့ဆွေးနွေးမှုကများ read and discussion မှာကျွန်တော်တို့ရဲ့ဒီဟောပါနော်channel ဒီခုလောလောဆယ်ဒီ series ရဲ့ခေါင်းစဉ်ကတော့ read and discussion ဖြစ်တယ်အဲ့တော့ဖတ်တာကတော့အများကြီးမဖတ်ခဲ့ဘူးသို့တော့ဖတ်တာအပြင်ကျွန်တော်ကလေ့လာတာတွေများတယ်ဘယ်နိုင်ငံမှာဘာလုပ်တယ်ဆိုတော့အဲ့ဒီပုံမှာအခြေခံပြီးမှဆွေးနွေးမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်အနေနဲ့ပြောချင်တာကဆွေးနွေးတဲ့အခါမှာကျွန်တော်မြန်မာနိုင်ငံရဲ့သဘောတရားအရအဖြစ်ပြောရင်ပြောရတာတော်တော်ကောင်းတယ်ပါဇက်တွေ့ကြတယ်ဒီဆွေးနွေးပိုင်းမှာတော့ဒါမျိုးတွေပါလာတဲ့အကြောင်းမရှိဘူး။ဘာကြောင့်လဲဆိုတော့အကျိုးမရှိပါတော့။အကျိုးမရှိတဲ့ဟာတွေကိုပြောမယ့်အစားမြန်မာနိုင်ငံအတွက်ဘယ်လို message ပေးရအောင်။နောက်တစ်ခုကကျွန်တော်ပညာရေးဟာအရန်ရှုပ်ထွေး။ရှုပ်ထွေးတယ်ဆိုတော့ရှင်းလို့မရဘူးလို့ပြောတော့မဟုတ်။ပညာရေးဟာစဉ်းစားစရာအချက်တွေအရန်များတယ်။များတဲ့အတွက်ကျွန်တော်တို့ဒါလုပ်ပါလို့ dictate လုပ်လို့မရဘူး။ဒါပေမဲ့ဒီလိုအလုပ်တွေဟာအကျိုးရှိနိုင်တယ်လို့တော့ပြောဖို့ပဲရတယ်မြန်မာနိုင်ငံရဲ့ပညာရေးကတော့ဘာတွေကမကောင်းဘူးဘယ်သူကညံ့တယ်ဒါလောက်ကြပါလားဆိုတာတွေကမြန်မာနိုင်ငံမှာတိတ်အသုံးဝင်လည်းမရှိဘူးဒါပေမဲ့ကျွန်တော်တို့ဟာဒီနေ့သင်ခန်းစာအရာဆိုရင်တော့ message တွေရှိတယ်ပေါ့နော်မြန်မာနိုင်ငံအတွက် message တွေအဲ message တွေကိုနားထောင်ကြည့်ရင်တော့ဘာတွေအကျိုးပြတ်ထွက်မယ်ဆိုတာကိုတော့ပါလာလိမ့်မယ်ကျွန်တော်အနေနဲ့တော့အကောင်းဆုံးတတ်နိုင်ဆုံးအကျိုးအရှိဆုံးဆွေးနွေးမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့နားလည်ထားတဲ့နာကဒီနေ့ဆွေးနွေးမှုမှာအဆင့်လေးတွေရှိတယ်အရင်တစ်ပတ်ကဆွေးနွေးထားတာက student center learning အကြောင်းဆွေးနွေးထားတယ်ကျွန်တော်တို့က teacher center student center ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အခြေအနေရဆိုတော့ဒီနေ့ဆွေးနွေးမဲ့ခေါင်းစဉ်ကိုကျွန်တော်မြန်မာနိုင်ငံ ISN ကိုမရောက်သေးဘူးကျွန်တော်တို့က student center learning မှာတိုင်ပတ်တကယ်တိုင်ပတ်နေနှစ်ပေါင်းအစိတ်30လောက်တိုင်ပတ်နေတာပေါ့student center learning ကိုပိုင်နိုင်အကောင့်ထဲမပေါ်နိုင်အောင်ဆိုပြီးတဲ့တစ်ပတ်မှာဆိုရင်design of teaching ဆိုတာရှိတယ်အဲ့ design of teaching မှာပြန်ပြောပြမယ်နော် design of teaching ကိုcomponent 3ခုရှိတယ်အဲ့ component 3ခုကိုတိတိကျကျ apply မလုပ်သေးတဲ့ရွေးကျွန်တော်တို့ဟာ student center learning မှာတိုင်ပတ်နေဦးမှာပဲအဲ့တော့ကျွန်တော်တို့အရင်တစ်ပတ်ကဆွေးနွေးခဲ့တာက student center learning outcome based education အကြောင်းပေါ့နော်ကျွန်တော် outcome based ကိုတော့တိတ်မဆွေးနွေးခဲ့ဘူးဒါပေမဲ့ကျွန်တော်ရဲ့ဗီဒီယိုသင်ခန်းစာတချို့မှာတော့တည်ချက်ဆွေးနွေးထားတယ်အဲ့တော့ design of teaching ဆိုတာတွေကိုဆွေးနွေးခဲ့တယ်အဲ့တော့အတိတ်ကဆွေးနွေးခဲ့တာတွေက student center learning outcome based education design of teaching ဆွေးနွေးခဲ့เนาะမသိသေးရင်အဲ့ဒါတွေကိုပြန်ဖတ်ပြန်နားထောင်အဲ့ဒါပြီးမှကျွန်တော်ဒီဘက်ရောက်
ဒီနေ့ကကျတော့တင်ကြမှုတင်ယူမှုဖြစ်စမှာကျောင်းသူကျောင်းသားတွေကဘယ်လောက်အထိထဲထဲဝင်ဝင်လုံနေချတယ်လဲဆိုတာကိုသူများနိုင်ငံတွေက national level monetary လုပ်နေတဲ့အချိန်မှာကျွန်တော်တို့ကအဲ့ဒါကိုအများစုကခေါင်းထဲမဝင်ကြသေးဘူးပေါ့နော်ကျွန်တော်ကတော့ကျွန်တော်ရဲ့အထက်မှာရှိတဲ့ policy maker တွေရောကျွန်တော်အဆက်မှာရောကျွန်တော်အောက်မှာရှိတာတွေရောကျွန်တော်က30လုံးကိုနေနိုင်စွမ်းရှိနေတဲ့လူဖြစ်တဲ့အတွက်တော့ကျွန်တော်ကတော့ student engagement နဲ့ပတ်သက်ရင်ကျွန်တော်နိုင်ငံမှာထိတွေ့မှုနည်းတယ်လို့ယူဆရတဲ့အတွက်ဒီနေ့သင်ခန်းစာကိုအထူးတလဲပို့ချတာဖြစ်တယ်အဲ့တော့ student engagement မှာဘာလဲပေါ့နော်ဒါလေးတော့တိကျနားလည်ဖို့လိုတယ်နောက် national monetary system မှာဘာတွေလုပ်နေကြတာလဲမြန်မာ context မှာလုပ်ရင်ရောဘယ်လိုလုပ်ကြမလဲနော်မြန်မာနိုင်ငံအတွက်ဘာတွေmessage တွေပေးနိုင်လဲဆိုတာတွေကိုဆွေးနွေးမှာဖြစ်တယ်နောက်အပတ်တွေမှာတော့အဲ့ engagement ကိုမြင့်သွားအောင်လုပ်နိုင်မဲ့လုပ်ငန်းလေးတွေကိုနော်တစ်ခုချင်းစီဆက်ဆွေးနွေးမှာဖြစ်ပါတယ်။အဲ့တော့ student engagement ဆိုတာခုနကပြောလို့ပဲကျောင်းသူကျောင်းသားဒီနော်စိတ်ပိုင်းဆိုင်ရာနှိမ့်မြုပ်ပြီးလုပ်တာကို engagement လို့ခေါ်တယ်တဲ့။နော်အဲ့တော့သူကformal indicator တွေဖြစ်တဲ့တာမန်အမတ်ဘယ်လောက်ရတယ်နော်နောက်အောင်လည်းမကဘယ်လိုရတယ်ဒါလေးတွေနဲ့သူမဆိုင်ဘူးသူကတီးကျင်တဲ့တတ်ချင်တဲ့တီးမှတက်မှအချိုးရှိမယ်ဆိုတော့တပေါ်မျိုးနဲ့ဆက်လက်ဆောင်ရတာကို engagement လို့ခေါ်ပါတယ်တဲ့နောက်တစ်ယောက်ပေါ့နော်နောက်တစ်ယောက်ကတော့အတိတ်ပဲပြန်လာတာတော့သူဘယ်လောက်အာရုံစူးစိုက်လဲဘယ်လောက်တီးကျင်လဲစိတ်ဝင်စားလဲနောက်ဘယ်လောက်အလေးနဲ့ထားပြီးအကောင်းမြင်လဲနောက်သူ့ရဲ့ passion ပေါ့နော်စန္ဒကြီးစိတ်ရောကိုယ်ပါနှိမ့်မြုပ်တယ်အဲ့ဒါတွေက learning process မှာဒါတွေကို engagement လို့ခေါ်တယ်အဲ့တော့အချိန်တွေခွန်အားစိုက်ထုတ်မှုတွေဒီမှာစိုက်ထုတ်တာတွေကို engagement လို့ခေါ်တယ်လို့ပြောတယ်ကဲအဲ့တော့အများကြီးပါပဲအဲ့တော့ engagement နဲ့ပတ်သက်ရင်တော့အပြုအမူ behavioral engagement တွားတယ်လာတယ်လုပ်တယ်ကိုင်းတယ်ဒါစာသင်ယူတဲ့အခါမှာ active participation physically now cognitive စဉ်းစားတွေးခေါ်မှုနဲ့ intellectual investment deep learning လုပ်တယ် critical thinking တွေပါတယ်နောက်ခံစားချက် positive attitude တွေရှိတယ်စိတ်ဆန္ဒတွေပြင်းပြတယ်စိတ်ဝင်စားတယ်ငါဒီเจ้าဒီဘာသာဒီမေဂျာဒါငါရဲ့လေးလာတဲ့နယ်ပယ်ဒါငါတို့ရဲ့အောက်စုကြီးဆိုရင်မှာ emotion အဲ့တော့ behavioral engagement cognitive engagement emotional engagement သုံးခုပါဒါဆိုရင်တော့ student engagement ဆိုတာကိုကောင်းကောင်းသိပြီထင်တယ်ဒါကြောင့်တက္ကသိုလ်တွေဟာတဲ့ကျောင်းသူကျောင်းသားရဲ့ engagement level မြင့်တက်လာဖို့အတွက်နည်းလမ်းမျိုးစုံအသုံးချပါတယ်တဲ့နော်အဲ့ဒါကသင်ကြားတဲ့နည်းစနစ်တွေနော်ကျောင်းရဲ့ educational environment climate တွေပြီးတော့ကျောင်းသူကျောင်းသားကို support လုပ်တာတွေနည်းမျိုးစုံနဲ့တက်အောင်လုပ်တာနော်ကဲတော့ကျွန်တော်နိုင်ငံမှာengagement ကိုနော်စိတ်ဝင်စားပြီးဒါတွေကိုမြင့်အောင်ဆောင်ရွက်မယ်ဆိုတဲ့လုပ်ငန်းတွေဟာအစစ်အစစ်တော့လူပုဂ္ဂိုလ်တွေမှာရှိပြီလားဆရာဆရာမတွေမှာနောက်ဗမာကဌာနမှုတွေမှာတက္ကသိုလ်ခေါင်းဆောင်တွေမှာပြီးတော့ဝန်ကြီးဌာနအဆင့်တွေမှာဆိုတော့ student engagement ဆိုတဲ့စကားလုံးကိုတော့လူတိုင်းရှင်းနေတယ်ဒါပေမဲ့အဲ့ဒါကြီးကို issue တစ်ခုလို့ subject တစ်ခုလို့ဂိုင်းပြီးဒါကိုလက်ရှိအခြေအနေကဘယ်လိုလဲနောက်ဘာလုပ်လိုက်ရင်ဘယ်လိုမြင့်တက်လာမလဲလို့စောင့်ကြည့်တာစဉ်းစားတာတော့မရှိဘူးတာဝန်တော့လူတိုင်းရှိတယ်ဒီနေရာမှာကျွန်တော်ရဲ့အဆုံးအထိကျွန်တော်ပြောတော့မယ့်ဟာဒီအုပ်စု၄စုလုံးပေါင်းပြီးလုံးမအောင်ကျွန်တော်တို့ဒီအုပ်စု၄စု faculty members နော် head of department professor ပါနော်တက္ကသိုလ်ကြီးကလည်းဝန်ကြီးဌာနပူရချမှတ်တဲ့တွေဟာ
ကိုလိုရမယ့်အလုပ်တွေကိုလုံးမတာနဲ့အောင်မြင်မယ်လို့တော့ကျွန်တော်ဒါဆိုင်မှယုံကြည်တယ်အဆုံးထိလည်းကျွန်တော်ဒါပဲပြောမှာဖြစ်ပါတယ်။ခဲအဲ့တော့ဆရာဆရာမတွေကပါတယ်တောင်းပါရှိ။ကျောင်းသူကျောင်းသားစိတ်ရောကိုပါဝင်လာနိုင်မဲ့ learning activities တွေဖန်တီးဖို့လိုတယ်။ဘာမှငါဌာနမှုတွေကဘာတွေတောင်းပါရှိတယ်ဌာနအကြီးအကဲအနေနဲ့အဲ့ဒီ learning design ကိုတင်ကြားတဲ့ဘာသာရပ်ရဲ့သဘောတဘာဝနဲ့ကိုက်ညီစွာဆွဲထားဖို့လိုဒီနေရာမှာတော့ကျွန်တော်ပြောချင်တာကလောက်ရလွယ်တဲ့ဘာသာရပ်ရှိတယ်လောက်ရခက်တဲ့ဘာသာရပ်အများကြီးရှိတယ်ဆေးပညာ engineering အခြား professional ဆရာတွေပညာရေးစီးပွားရေးဘာသာစကားဒါတွေကလွယ်တယ်နော်တို့တော့သူပြင် social science တွေမှာခက်ဟုတ်ခက်စီတော့တခြားအကြောင်းအရာတော့ကျွန်တော်အရင်တစ်ပတ်ကလည်းဆွေးနွေးထားပြီကျောင်းသူကျောင်းသားတွေကအင်္ဂလိပ်စာညံ့တယ်ဆရာဆရာမတွေကအင်္ဂလိပ်စာညံ့တယ်အဲ့ဒီအတွက်စာကို deep learning မလုပ်နိုင်ဘူးတယောက်နဲ့တယောက်မဆွေးနွေးနိုင်ဘူးဂျားထဲမှာဘာသာပြန်နေရတာကိုဒုက္ခကြီးတစ်ခုဖြစ်တဲ့အတွက်ကျွန်တော်တို့အစိမ့်မပြေအဲ့တော့ကိုကြော်လာနိုင်ဖို့ကအတွက်ကနောက်ထပ်ခန္ဓာကြီးတစ်ခုပဲအင်္ဂလိပ်စာနဲ့ပတ်သက်ပြီးနည်းနည်းလေးဆွေးနွေးရမယ်ဆိုရင်တကယ်တော်ခြင်းတကယ်တက်ခြင်းတကယ်စန္ဒပြင်းပြနေတဲ့ကျောင်းသူကျောင်းသားတရားဒါမှမဟုတ်အင်္ဂလိပ်စာတော်ဖို့လိုနေတဲ့ဆရာဆရာမတယောက်ဟာအင်္ဂလိပ်စာတော်ဖို့ဆိုရင်3 နှစ်3မို့စူးစမ်းဖို့မလိုပါဘူးเนาะကျွန်တော်တို့မြန်မာနိုင်ငံမှာတင်เนาะ IELTS ဘဲနေ7.5 တွေ8တွေ9တွေရှိပါတယ်သူတို့တွေလုံနေကြတာကတစ်နှစ်ပါတစ်နှစ်ခွဲပါအလုံးဆုံး2နှစ်ဖြစ်ပါတယ်အင်္ဂလိပ်စာတော်ဖို့ဆိုတာတကယ်စူးစမ်းမယ်ဆိုရင်တနေ့ကုန်အင်္ဂလိပ်စာတော်ဖို့လှုပ်ရှားမလိုပါဘူးသို့တော့အထူးလုပ်ငန်းအနေနဲ့ပဲအင်္ဂလိပ်စာတော်ဖို့ရဲ့ဘာသာရပ်ဆိုင်ရာအခြားလေ့လာတာရေကိုပူးတွဲပြီးလုပ်မယ်ဆိုလို့ရှိရင်ဆရာဆရာမပဲဖြစ်ကျောင်းသားပဲဖြစ်တစ်နှစ်ခွဲနဲ့တော်သွားနိုင်ကြပါတယ်သို့တော့ဒါက individual ပေါ့တော်အောင်လုပ်တာကျောင်းမှာတော်အောင်လုပ်တာကတော့တော်စူးစမ်းပြီးမှတည်ယူဖို့လိုတယ်သို့တော့ခက်တာကကျောင်းသားတော်ဖို့အတွက်ဆရာတွေကိုယ်တိုင်ကတော်နေဖို့တော့လိုတယ်အရင်ဆုံးเนาะဆရာဆရာမကကျောင်းသားကိုတော်အောင်စူးစမ်းရမယ်ပြီးတော့ကျွန်တော်တို့က subject လို့တင်တာအစဘယ်လောက်တက်တယ်လဲဆိုတဲ့အကြောင်းအရာပေါ်မှာမူတည်ပြီးမှเนาะကျွန်တော်တို့သင်ရအကောင်းဆုံးပဲအထူးသဖြင့်တက္ကသိုလ်မှာအင်္ဂလိပ်စာသင်တာကို learning outcome ကိုအခြေခံတဲ့မိကုံးတွေကိုเนาะတနိုင်ငံလုံးစာဥပမာပညာရေးဝန်ကြီးဌာနရဲ့တက္ကသိုလ်တွေအကြောင်းပြောရမယ်ဆိုရင်တနိုင်ငံလုံးစာကိုရန်ကုန်တက္ကသိုလ်ကမိကုံးထုတ်တာအကောင်းဆုံးပဲကျန်တဲ့လူတွေကတက်အောင်ပြန်ပြလိုက်ကြဆိုရင်ပွဲပြတ်တယ်စူးစမ်းလာလိမ့်မယ်ပြီးတော့တက်အောင်ပြန်မဲ့နီလန်းတွေထွက်လာဖို့အများကြီးရှိတယ်ကဲအဲ့တော့ကျွန်တော်ဆွေးနွေးနေတာကတော့ပမောက္ခဌာနမူတည်သင်ကြားမှုတည်ယူမှုဖြစ်စဉ်မှာကျောင်းသူကျောင်းသား engagement မြင့်လာဖို့အတွက် design ကိုတာဝန်ယူရမယ်ကျောင်းသားဟာဘာတွေလုပ်ရမလဲ one semester မှာကျောင်းထဲကိုဝင်လာဘာတွေလုပ်ရမလဲဒါ requirement ပဲဆိုတဲ့ design ကိုသူဖန်တီးရပါအဲ့တော့တက္ကသိုလ်ကြီးခဲ့တယ်ဘာတာမှရှိတယ် reality ပေါ့ကျွန်တော်တို့ system နဲ့ reality မျိုးရှိတယ် engagement အရင်ဆုံးဖန်တီးနိုင်တာ system ဒါပေမဲ့ system ရှိတိုင်းလဲလက်တွေ့မှာဖြစ်မလာတာအများကြီးရှိတယ်ဒါကိုပညာရေးမှာကောင်းကောင်းနားလည်ဖို့လိုတယ်စနစ်ကိုတော့မေးလိုက်လို့ကတော့ဟာကျူရိုရီယာဆောင်ပွဲ6ခါဖြေရပါတယ်9ခါဖြေရပါတယ်โอเคဘယ်လိုဖြေနေကြတာလဲလို့မင်းကျောင်းသူကျောင်းသားမခိုးချရင်ကိုဘယ်လိုခေါ်မလဲနေလို့မရတဲ့ခုံတန်းတန်းမှာ9ယောက်ပူးကပ်ပြီးထိုင်ပြီးဆောင်ပွဲဖြေနေကြတာတွေအများကြီးရှိတယ်မကြည့်ချင်မှအဆုံးပဲကျူရိုရီယာဖြေဆိုဖြေကြတယ်ခုံတန်းမှာထိုင်နေကြတော့ဘယ်နှစ်ယောက်လဲ9ယောက်သူဖြေတာကိုဖြေတာအဲ့တော့စနစ်ကစာရွက်ပေါ်မှာရှိတာတကယ်ဖြစ်နေတာက system နဲ့ reality ကိုနားလည်ဖို့လိုတယ်
အဲ့တော့တက်တူအစင်အချီးကဲတွေဟာ reality ကိုပုံရိပ်ကို real image ကိုဘယ်လောက်ဖြစ်နေလဲဘာတွေဖြစ်နေလဲဆိုတဲ့ပုံရိပ်ကိုဖတ်နိုင်တဲ့ monitoring system ရှိဖို့လိုတယ်ပညာရေးဝန်ကြီးဌာနအနေနဲ့ဒါမှမဟုတ်အခြားသောဝန်ကြီးဌာနအနေနဲ့တော့ဒီနေရာမှာတာဝန်အများကြီးမရှိပါဘူးအမေရိကန်မှာ UK မှာဘာတွေလုပ်နေကြလဲဘယ်လို monitoring လုပ်နေကြလဲဆိုတာကိုကျွန်တော်ရဲ့ဆွေးနွေးကြမှာနောက်ဆုံးမှာပြပါမယ်အဲ့ဒါမျိုးတွေကိုလုပ်ပြီးမှ support ပေးတဲ့အမျိုးရှိပါတယ်ကျွန်တော်တို့ဒီ၄ခုထဲမှာတော့ ministry ကတော့တာဝန်နေဆိုပါပဲခြံတဲ့လူတွေကတော့တာဝန်တော်ကြီးတယ်လို့မြင်ပါတယ်ခဲတော့ engagement မြင်အောင်ဘာတွေလုပ်ကြမလဲပေါ့ဒီဘက်ကတော့ဒါကျွန်တော်တို့ဒီစာအုပ်ရဲ့ chapter မှာဆွေးနွေးထားတာပါဒီဘက်မှာတော့ကျွန်တော်နည်းနည်းလေးရှော့ပေါ့ပဲဆွေးနွေးပါမယ်သူကနော်အချက်ကြီး9ချက်လောက်အဆိုပြုသွားတယ်ကျောင်းသူကျောင်းသားတက်ကြွစွာပါဝင်နိုင်မဲ့ learning method တွေကိုဖန်တီးပေးရမယ်တဲ့နောက်ကြာဆရာဆရာမဟာ innovative teaching strategy တွေကိုသုံးရမယ်ဆိုတော့ဒီနာမှာပြောချင်တာကတော့ဘာသာပြန်တာတို့ဒါကျွန်တော်ပြောရင်ဒါတွေကတော့ထုံးစံတိုင်းပါပဲကျောင်းသားကဘာသာပြန်တာကိုနားလည်ဖို့ထဲဝင်နားလည်ရဖို့ဆရာဆရာမကိုအားကိုးတာဆရာဆရာမကလည်းပဲအနုလုံးပတိလုံးရှင်းပြတာအဲ့ဒါတွေကိုဆွန့်လွတ်လိုက်ပြီးတော့မှ learning is a challenge ဆိုတဲ့မူအတိုင်းပဲเนาะကျွန်တော်တို့တရားရခင်တို့နားလည်မှငါစာသင်တာကောင်းတယ်တရားရခင်တို့နားလည်မှငါအဆင်ပြေတယ်ဆိုတော့ဆရာဆရာမကျောင်းသားရဲ့အယူဝါဒတွေဖယ်စီမှာမင်းတို့ဒါလုံးကြလို့ကျောင်းသူကျောင်းသားကိုအထုတ်လိုက်အလုပ်တွေပုံထားပြတဲ့ခက်ကိုတွိုင်းဖို့လိုတယ်ဒါဟာ student center approach လည်းဖြစ်တယ်အဲ့ဒီမှာ reflection တွေလည်းပါရမယ်เนาะဒါ critical thinking အတွက်ပါเนาะနောက်မိကုံးမေးတော့လူတိုင်းကအခု10ရန်နေဖြစ်နေကြတယ်တကယ်ဆိုဆောင်မွေးလည်းဖြစ်နေကြတော့အားလုံးကယောဂတွေရှိကြတယ်တရားရခြင်းတဲ့ယောဂပေါ့နော်တကယ်စိတ်ကောင်းမှုရှိတဲ့ပညာရေးစနစ်မှာတော့မဖြစ်နိုင်တယ်ဆိုတာလည်းမထူးဆန်းပါဘူးတရားရတာဟာထူးဆန်းပါတယ်เนาะသင်္ချာမှာတရားရတယ် physics မှာတရားရတယ်ဆိုတာကအလွတ်ချက်ပညာရေးစနစ်လောက်မှာပဲရှိမယ်လို့ထင်တယ်ဒါကြောင့် assessment နဲ့ feedback strategy တွေကိုနားလည်ဖို့လိုလိမ့်မယ်လို့ထင်တယ်ပြီးတော့သင်ကြားမှုသင်ယူမှုမှာအထောက်အကူပြုစေတဲ့ co-curricular activity နဲ့ extra curricular activity တွေပါဝင်ဖို့လိုတယ်တက္ကသိုလ်ကြီးတစ်ခုလုံးမှာကျောင်းသူကျောင်းသားကိုနောက်ပတ်ဖို့ကူညီတဲ့ environment တစ်ခုကိုဖန်တီးပေးဖို့လိုတယ်ဒါက6ခုတက္ကသိုလ်အနေနဲ့ဆိုရင်ဆရာဆရာမတွေကိုပြုပြင်ပြောင်းလဲဖို့အတွက် training တွေအများကြီးပေးရမယ်ကျောင်းသူကျောင်းသားရဲ့အတန်တွေကိုနားထောင်ရမယ်တာမကတဲ့နိုင်ငံရေးတွေမဟုတ်ဘူးเนาะကျောင်းသူကျောင်းသားတွေနောက်သင်ယူမှုမှာဘာတွေခက်ခဲနေတာလဲဆိုတာကိုနားထောင်တဲ့စနစ်ရှိရမယ်เนาะကျောင်းသူကျောင်းသားတွေကိုเนาะဒီနေရာမှာဆုံးဖြတ်ချက်တွေမှာကျောင်းရဲ့ဆုံးဖြတ်ချက်တွေမှာပါဝင်တဲ့နေရာမှာပါဝင်ခွင့်ပေးဖို့လိုတယ်ပြီးတော့ကျွန်တော်တို့အရင်တစ်ပတ်ကဆွေးနွေးခဲ့တဲ့အဓိကချက်ကြီးဖြစ်တဲ့နည်းပညာအသုံးပြုရမယ်ကဲအဲ့တော့ပညာရှင်တွေကတော့ George Cash ကဘာပြောလဲဆိုရင်ကျောင်းသားက engagement level တကယ်မြင့်သွားအောင်ဒါတွေလုပ်လို့ပြောတဲ့ high impact practices တွေရှိပါတယ်တဲ့ဒါကတော့ဘာသာရပ်တိုင်းတော့ပုံစံတွေကူးချတယ်မရ learning community ထူထောင်တာတို့ service learning လုပ်တာတို့ internship တို့ research project တွေမှာပါဝင်လုပ်တာတို့ capstone course တွေဖန်တီးပေးတာတို့ဒါတွေပေါ့နော်နောက် Vincent Chandua ပဲ learning community ဆိုတော့ဖန်တီးပေးတာကိုထပ်ပြောထားပါတယ် Michael Fulan ကတော့ကျောင်းသားတွေရဲ့အတန်ကိုနားထောင်နိုင်အောင်လုပ်ပါဆိုတော့ student staff interaction ကိုပြောတာဖြစ်ပါတယ်ကဲအဲ့တော့ဒါတွေက engagement မြင့်ဖို့အတွက်
ကျွန်တော်ဆက်ပြောဖို့လိုတာက engagement ကိုနိုင်ငံတော်အဆင့်တိုင်းတာနေကြတယ်ဆိုတော့အမေရိကန်မှာတိုင်းတယ် UK မှာတိုင်းတယ် Australia မှာတိုင်းဘာတွေတိုင်းနေကြတာလဲမိကုန်းတွေဘာတွေမေးရလဲရလက်ကဘာထွက်လာတဲ့ရလက်တစ်ပုံမှာဘာတွေဆက်လုပ်ကြမလဲဆိုတာလေးတွေကိုဆက်ပြီးဆွေးနွေးကြပါမယ်။ခဲတော့နိုင်ငံတော်အဆင့်ပေါ့နော်ကျောင်းသူကျောင်းသားတွေတက္ကသိုလ်ကျောင်းသားတွေကို engagement ဘယ်လောက်ရှိနေပြီလဲဆိုတော့နိုင်ငံတော်ကတိုင်းတာပြီးတော့မှလိုအပ်တယ်လို့ဆက်လက်ဆောင်ရတယ်ဆိုတော့ဘာတွေတိုင်းတာလဲဆိုရင်တဲ့နံပါတ်1သင်ခန်းစာထဲမှာ academic challenge ဘယ်လောက်ရှိတယ်လဲစာချက်ခိုင်းတာမဟုတ်ဘူးเนาะဘာတွေပါလဲဆိုရင် higher order learning အဆင့်မြင့်တော့စဉ်းစားတွေးခေါ်မှုပါတဲ့သင်ယူမှုပုံစံနဲ့တင်တယ်သင်ယူမှုမှာစဉ်းစားဆင်ခြင်သုံးသပ်တာတွေအများကြီးပါမယ်เนาะနောက်သင်ယူတဲ့အခါမှာနီလန်တစ်မျိုးတည်းနဲ့လေးလာဒါမဟုတ်ဘဲနဲ့နီလန်မျိုးစုံပါဝင်ရတယ်နောက်တစ်ခုကိန်းဂဏန်းတွေကို statistics တွေကို interpret လုပ်ဒါက academic challenge ဖန်တီးထားကျောင်းသူကျောင်းသားဟာလွယ်ကူသောခီးစဉ်ကိုဖြတ်တန်းတာမဟုတ်ပဲနဲ့စားတင်နေဆိုတော့နော်ပင်လေကြီးတွေမှာဖြတ်ကိုကျွန်တော်ရန်တစ်ဖက်ကပြောခဲ့လို့ပဲကျွန်တော်ကျောင်းသားအတွက်စိန်ခေါ်မှုအပေးနိုင်ဆုံးတက္ကသိုလ်ဟာ Harvard ဒါကဘာကြောင့်ပဲအဲ့တော့နိုင်ငံဖွံ့ဖြိုးမှုနောက်ကျတဲ့ကျွန်တော်တို့လိုနိုင်ငံတွေမှာတော့တချို့ဗားရတယ်မှာတော့ကျောင်းမတက်ရင်ရတယ်ဆိုတာပြောင်းပြန် opposite ဒါဆိုရပါနော်ဒုတိယက learning with peers အတန်းပေါ်တွေနဲ့အတူတူလေ့လာသင်ယူတာနောက်ဆရာဆရာမနဲ့ပူးပေါင်းလှုပ်ဆောင်ရတာပြီးတော့သင်ယူမှုပတ်ဝန်းကျင်ကိုဒီဇိုင်းလုပ်တာအမေရိကန်မှာဆိုရင်သင်ယူမှုပတ်ဝန်းကျင်ကိုဒီဇိုင်းလုပ်တာတော့မခပဲနဲ့ campus experience ဆိုတာကြီးကိုတော့နော် campus ကြီးတစ်ခုလုံးကိုတောင်မှကျောင်းသူကျောင်းသား၄နှစ်တာ most benefited ပေါ့နော်အမြင့်ဆုံးအကျိုးအမြတ်ရအောင်ဆိုမှဖန်တီးထားတဲ့ design တွေတောင်ဆွေးနွေးနေတဲ့အဆင့်ရောက်တဲ့အခါတော့ဒါတော့ campus environment ဘယ်လိုဖန်တီးမယ်ဆိုတာကိုတော့စဉ်းစားလို့ရတယ်အဲ့တော့အဲ့ဒီအဓိကအချက်၄ချက်ကိုတိုက်တာပါတယ်ပြီးတော့ HIP ပေါ့နော်ဒါလို့လိုက်ရင်engagement မြင့်လာမယ်ဆိုတာလည်းရှိတယ်ခုနကပြောခဲ့လို့ပဲ service learning ပါမယ် community learning ပါမယ်ဆရာဆရာမနဲ့ပူးပေါင်းပြီးသူနာလုပ်မယ် intern လုပ်မယ်နော် student exchange တွေနိုင်ငံတကာသွားမယ်နောက် mentor mentee လုပ်ငန်းတွေပါမယ်ဒါတွေက high impact practice တွေကိုဖန်တီးတာအဲ့ဒါတွေကိုဒီတက်တော့ဒီဘာသာရပ်မှာဘယ်လောက်ထိဖန်တီးထားတယ်လဲဆိုတာကိုလေ့လာတာကို National Survey of Student Engagement လို့ခေါ်ပါတယ်မိကုန်းတွေကတော့ဒီတိုင်းပါပဲကျွန်တော်အချိန်ကြာမှာဆိုလို့တိတ်အများကြီးမလုပ်တော့ပါဘူးအဲ့တော့ okay ဒီပိုင်းနေပါပဲဒီကောင်းစဉ်တွေပါเนาะကျွန်တော်ထပ်နေပါဆိုလို့တိတ်မပြောတော့အဲ့တော့ learning experience မြန်မာလာဖို့အတွက်လုပ်တဲ့နည်းလမ်းတွေအများကြီးရှိပါတယ်ကဲဖတ်ကြည့်ကြပါဦးเนาะကျောင်းသူကျောင်းသားတွေနဲ့ပူးပေါင်းဆောင်ရွက်မယ်ကျောင်းသားအဖြစ်ဝင်ရောက်လာတဲ့ကျောင်းသူကျောင်းသားကိုအရာရာကူညီပေးတဲ့ပတ်ဝန်းကျင်တစ်ခုဖန်တီးထားပေးတယ်ဒါကတော့မိကုန်းတွေခွဲဝေပုံsurvey တစ်ခုလုပ်တော့မယ်ဆိုလို့ရှိရင်เนาะအဓိကမိကုန်းတွေကောမိကုန်းတွေလို့ခေါ်တယ်၅ပိုင်းပါတယ် critical thinking ကြောင်းပါတယ်เนาะတငယ်ချင်းတွေနဲ့လေ့လာတာပါတယ်ဆရာဆရာမတွေနဲ့ပြောဆိုဆက်ဆံရတဲ့အခွင့်အလမ်းတွေပြထားတာပါတယ်စဉ်းစားတွေးခေါ်တာတွေပါတယ်စိန်ခေါ်မှုတွေပါတယ်ဒါကမြေကုန်းခွဲပုံနေပါโอเคထွက်လာတော့ဒါ UK မှာပေါ့နော်
2022မှာထွက်လာတော့တဲ့ academic challenge ကအများစုဟာ90ကျော်ကျောင်းသားကိုကောင်းကောင်း UK မှာစိန်ခေါ်မှု challenge လုပ်ပေးထားနိုင်တယ် okay ဒါပေမဲ့ critical thinking မှာတော့ရလာဟာအများစုက 70% ကျော်လေးပဲရှိခုနက academic challenge လာမလုံနိုင်တတိယက reflection နဲ့ဆက်စဉ်းစားတာတွေအားလုံးတော်တော်ကျသွားတယ်60 and above လောက်မှရှိသွားတယ်စရုပ်ထားလိုက်တာကတော့ research နဲ့စူးစမ်းရှာဖွေမှုမှာထင်တော့မလုံနိုင်ပြင်စမအနေဆုံးကတော့အတန်းပေါ်တငယ်ချင်းတွေနဲ့အတူတူစာလုပ်ကြမယ်ဆိုတဲ့အပိုင်းကိုလည်းထင်တော့မလုံနိုင်ဘူး90%ကျော်ပဲရှိတယ်ပြီးတော့ဆရာဆရာမနဲ့ဆက်သွယ်ဆက်ဆံပြီးဆရာဆရာမစီကနေအတူခိုးပြီးမှပညာသင်ယူတာတော်နှိမ့်ပါတယ်30 40တွေပါဝန်ထမ်းတွေနဲ့ထိတွေ့ဆက်ဆံတာပေါ်တောင်ဆိုးတော့တယ်30%ခဲလုံနိုင်တာမလုံနိုင်တာအနည်းဆုံးကဝန်ထမ်းတွေနဲ့ထိတွေ့တာပြီးတော့ကျောင်းသူကျောင်းသားဆရာဆရာမပူပေါင်းပြီးလှုပ်တာကနည်းနည်းလေးပိုကောင်းလာတယ်တကယ်ချင်းနေနဲ့စာလှုပ်တာစံသိမ့်မပြေသေးဘူးအဲ့တော့နိုင်ငံတော်ဘာတွေကိုတွန်းအားပေးရမှာလဲဆိုတဲ့အဖြေထွက်သွားတယ်โอเคအဲ့တော့ကျွန်တော်နိုင်ငံအတွက်ကျွန်တော်အလဲမှာပြောခဲ့လို့ပဲအရှင်ဆုံးထူထောင်ရမှာက system ဒါပေမဲ့ system ဟာ reality မဟုတ်ဘူး system ထူထောင်ဖို့အတွက်ဆရာဆရာမဘာသာရတာဝန်ကဗမောက္ခဌာနမူတက္ကသိုလ်အကြီးအကဲဝန်ကြီးဌာန၄ခုပေါင်းပြီးဒါကြီးကိုလုံးဝအောင်မြင်မယ်ဒါပေမဲ့ system အရင်ပေါ်လာမယ်တကယ်က reality ကတက္ကသိုလ်ပဲသိတယ်အဲ့ reality မှာဘာတွေဖြစ်နေတာလဲsystem ကြီးအောင်နေတာ system ထဲမှာတော့စာရွက်ထဲမှာတော့ it is the best ပဲဒါပေမဲ့တကယ်လက်တွေ့မှာတော့ ethical မဖြစ်တာတွေစီကံနဲ့မစီလျော်တာတွေကျင်းဝဖောက်ဖြစ်တာတွေကျောင်းသူကျောင်းသားကဆွဲခေါ်လို့မရတာတွေခုနပြောလို့ပဲအင်္ဂလိပ်စာညံ့လို့စာကို deep learning တော့လုပ်ဖို့မဖြစ်နိုင်တာတွေစာမပွဲဖြေဖို့အတွက်3မျက်နှာကိုပဲ4ဘုတ်ကိုပဲမနှဲချက်ပြီးကျောင်းကိုသွားနေရတဲ့အခြေအနေတွေဒါတွေကတော့ကျွန်တော်တို့ reality မှာအများကြီးဖြစ်ရှင်ဖို့တော့ဒါကြောင့်ဒီနေ့ဆွေးနွေးခဲ့တဲ့ဆွေးနွေးမှုကနေအများကြီးအကျိုးရှိလိမ့်မယ်လို့တော့ထင်တယ်အပြစ်မဖို့ကြပါနဲ့ကောင်းအောင်ကြိုးစားကြပါလို့ပြောရင်းနဲ့နေကုန်ချုပ်ပါလေကျေးဇူးတင်ပါတယ်